မလ6ရက်နေ့ကနယူးယောက်မြို့ကုလသမဂ္ဂလုံခြုံရေးကောင်စီတကားပိတ်စည်းဝေးပွဲမှာပြင်သစ်ဒုတိယအမြဲတမ်းကိုယ်စားလှယ်မစ္စတာဂျေဒီမာဒီကာရီကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်ပါဝင်နိုင်ငံရေးကျင်းသားအလုံးလှုပ်ပေးဖို့အကြမ်းဖက်မှုတွေနဲ့ဘုံကျဲမှုတွေကိုချက်ချင်းရပ်တန့်ဖို့အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေစတင်ဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအတားအဆီးမရှိပေးအပ်ခွင့်ပြုဖို့တောင်းဆိုသွားပါတယ်မြန်မာခေါင်းဆောင်တွေကိုနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်လို့တရားဝင်သုံးနှုန်းပြောဆိုသွားပြီးစစ်အုပ်စုရဲ့အာဏာသိမ်းမှုကိုအတိအမှတ်မပြုဘဲ2020ရွေးကောက်ပွဲရလဒ်နဲ့ပြည်သူ့ဆန္ဒကိုသာပြင်သစ်နိုင်ငံကအခိုင်အမာရပ်တည်နေတယ်ဆိုတာကိုကမ္ဘာအလယ်မှာပြသလိုက်တာဖြစ်ပါတယ်။ပြင်သစ်ကိုယ်စားလှယ်ကအာဏာသိမ်းမှုကိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်လို့သတ်မှတ်ခဲ့တယ်လို့စစ်အုပ်စုကမကြသေးမီကလုပ်ခဲ့တဲ့ရွေးကောက်ပွဲဟာလည်းဟန်ပြသက်သက်သာဖြစ်ပြီးနိုင်ငံတကာစံနှုန်းတစ်ခုမှမရှိတာကြောင့်လုံးဝပယ်ချကြောင်းပြောကြားသွားပါတယ်။9နှစ်တာကာလအတွင်းစစ်တပ်ကရက်သားတွေဘာသာရေးဆိုင်ရာအဆောက်အအုံတွေစာတင်ကျောင်းတွေနဲ့ဆေးရုံတွေကိုပါဘုံကျဲတိုက်ခိုက်နေတာဟာနိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့လည်းထောက်ပြသွားပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပြင်သစ်နိုင်ငံကမြန်မာဒီမိုကရေစီရေးအတွက်မြန်မာပြည်သူတွေဘက်ကရည်တည်ပေးလိုက်တာဟာအတက်စရာတစ်ခုဖြစ်ရှုမြင်ရပါတယ်။ Burma Voice Media